ခြင်းကိုကျွန်တော်တို့တွားကြရအောင်လို့ခဏလောက်ဆုတောင်းကြပါစို့အသက်ရှင်၍ကောင်းမြတ်တော်မူသောသခင်ယေရှုခရစ်တော်ဖျားကိုရရှင်ဖျားရဲ့ကျေးဇူးတော်အပေါင်းကိုချီးမွမ်းပါတယ်တညတာလုံးကောင်းမွန်စွာအိဆက်နာနေရပြီးနေ့ရဲ့အသက်တရက်ကိုကိုရရှင်ပေးသနာတော်မူသောကြောင့်ကျေးဇူးတော်အပေါင်းကိုချီးမွမ်းပါတယ်ဒီနေ့နံနက်မှာလည်းကိုရရှင်နှုတ်ကပတ်တော်တမန်တရားကိုသားသမီးကျွန်တော်ကျမတို့လိလာဆေးဘူးလက်မိမိအသက်တာဘဝအတွက်တိဆောက်စရာဖြစ်စေဖို့ခံကြတဲ့အခါမှာကိုရရှင်ဖျားကောင်းကြီးပေးတော်မူပါအချိန်နာရီအသက်တာအလုံးစုံကိုရရှင်ဖျားလက်ဝဲဆက်ကအနန္တတဲ့အခါမှာအသက်ရှင်သောသခင်ယေရှုခရစ်တော်ဖျား၏မြတ်သောမဟာနာမတော်မြတ်ကိုသာမိပြုလျက်အလုံးယူသည်ဆိုဖြင့်ဆက်ကဆုတောင်းကြပါ၏ဖဖျားအာမင်ဒီနေ့အဓိကအချက်ကတော့ဘာပြောခြင်းလဲဆိုရင်မိမိကိုယ်ကိုမိမိပြန်လဲရှုမြင်ခြင်းပေါ့နော်ကိုယ့်ရဲ့အသက်တာအဲ့ဒီမှာကျမ်းချက်ကတော့ရှင်မသက်ခရစ်ဝင်အခန်းကြီးခုနှစ်အငယ်3မဿဲခုနှစ်အငယ်3အဲ့ဒီအချက်လေးကိုပဲဒါအဓိကထားပြောခြင်းပါတယ်လို့ဒါကရှင်မသက်ခရစ်ဝင်အခန်းကြီးခုနှစ်အငယ်3ပေါ့သူရဲ့ကျမ်းချက်ကတော့အရှိဆုံးဖတ်မဆိုရင်တော့9ထိပေါ့နော်လောကမှာအမြင်ရအလွယ်ဆုံးအရာဟာအပြစ်ဖြစ်တယ်တဲ့သူများကိုအပြစ်ရှာတဲ့အခါမှာသိပ်ပြီးတော့လွယ်တာပဲဒါကလူရဲ့သဘောတဘာဝပေါ့သဘောဖြင့်လူတစ်ယောက်ကိုကြည့်မယ်ဆိုရင်ကြည့်ပြီးတော့အပြစ်ရှာတာနဲ့ဟာလားသူ့ရဲ့ကောင်းကွက်ကိုရှာတာနဲ့အပြစ်ရှာတာကဒါကိုကြည့်မယ်ဆိုရင်အပြစ်ရှာတာကပို့ပြီးတော့မြင်လွယ်တယ်တဲ့မြင်ရမလွယ်တဲ့အရာကတော့ကျွန်တော်တို့အသက်တာမှာကျေးဇူးတရားပဲဖြစ်တယ်ကျွန်တော်ကျေးဇူးတရားကိုကျွန်တော်တစ်ခါတလေကြတော့မမြင်တွေ့တတ်ကြဘူးဖခင်သခင်ကိုအပြစ်တင်နေတယ်ဖခင်သခင်ပေါ်မှာစောဒကတက်ချင်တယ်ဖခင်ရဲ့ကျေးဇူးတရားတွေကိုပြန်လဲစမ်းစစ်ပါဆိုလို့ရှိရင်တကယ်တမ်းစမ်းစစ်ရင်အများကြီးပဲပေါ့နောက်စကားလေးတစ်ခုရှိတယ်လောကမှာအလွယ်ကူဆုံးစကားဆိုတာဝေဖန်ခြင်းဖြစ်တယ်အလွယ်ကူတာသူများဝေဖန်တာတိတ်ပြီးတော့လွယ်တယ်ခက်ခဲဆုံးစကားတော့ချီးမွမ်းစကားပဲဖြစ်တယ်သူတစ်ပါးကိုချီးမွမ်းဖို့ကြတော့ခက်ပြီးတော့သူတစ်ပါးကိုဝေဖန်ဖို့ကြတော့အင်မတန်မှလွယ်တယ်ဆိုတာကိုဒါပေါ်ပြထားပါတယ်ကျွန်တော်တို့ပြောနေကြတဲ့စကားရှိပါတယ်သူများကိုလက်ညှိုးထိုးတာပဲလက်ညှိုးပဲထိုးခြင်းကြတယ်ဒီလက်ညှိုးအောက်မှာရှိတဲ့လက်ညှိုး၃ချောင်းကလက်ချောင်း၃ချောင်းကကိုယ့်ကိုယ်ကိုပြန်ထိုးနေတာတခါတလေကျွန်တော်တို့မသိကြဒါကြောင့်မို့သူများကိုလက်ညှိုးထိုးတယ်သူများကိုအပြစ်မြင်တယ်သူများကိုဝေဖန်တတ်ဖို့ပဲသိတယ်တခါတလေမိမိကိုယ်ကိုမိမိပြန်ပြီးတော့ဆင်ခြင်ရှုမြင်တဲ့စိတ်ဓာတ်ကနေပါတယ်ဆိုတာကိုဒါဖော်ပြခြင်းပါဒါကြောင့်မို့ယုံကြည်သူတယောက်ခရိယန်တယောက်ဖြစ်လာပြီးဆိုရင်စစ်မှန်တဲ့နောင်တဖျားသခင်ထံပြန်လာတဲ့အခါမှာစစ်မှန်တဲ့နောင်တဆိုတာကျွန်တော်ဘယ်လိုကောမလဲအမေးဖြေတော့မလုပ်တော့စစ်မှန်တဲ့နောင်တဆိုတာကိုယ့်ရဲ့အပြစ်ကိုကိုပြန်မြင်ရပြီးတဲ့အခါမှာမိမိအသက်တာကိုပြင်ဆင်ရပြီးတဲ့အခါမှာရှေ့ဆက်အနာဂတ်အသက်တာမှာဆက်ကပ်ပြီးတော့အသက်ရှင်အဲ့ဒါမှစစ်မှန်တဲ့နောင်တကိုယ့်ရဲ့အပြစ်ကိုကိုမြင်ုံလေးမဟုတ်ဘူးကိုမြင်ပြီးတော့ပြင်ဆင်ရမယ်ပြင်ဆင်ပြီးတော့မှရှေ့လာမယ့်အနာဂတ်မှာဘုရားသခင်အတွက်သာ၍ဆက်ကပ်တဲ့ဒီသဘောတဘာဝရှိမှသာလေစစ်မှန်တဲ့နောင်တတချို့ကတော့ကျွန်တော်နောင်တရပြီကျွန်တော်နောင်တရပြီကျွန်တော်ဟိုတလောကတက်စီကားစီတော့ကရင်လူငယ်လေးတယောက်ပါပဲသူကရထားတာကဗမာအမျိုးသမီးနဲ့ရကျွန်တော်ကပြောတယ်မဟုတ်ဘူးမင်းမဟုတ်ဘူးနော်မင်းအမှန်မှကတေးသေးချာချာလက်ထပ်ပြီးတော့မှမင်းအိမ်အောင်ကိုတီထောင်ရမှာမင်းအခုယူထားတာကလည်းတရားမဝင်ဘူး
ဘလို့ဆိုရင်မျိုးယူတဲ့အမျိုးသမီးကအပျော်ပဲဖြစ်နေမှာပဲဘာဖြစ်လဲဆိုတော့ဒီလိုပဲယူကြတာယူပြီးတော့ဒီလိုပဲနေကြတော့သမီးလေးတယောက်ရသူကတက္ကစီမောင်းနေကျွန်တော်ကအဲ့ဒါကိုပြောပြတယ်ဆရာတဲ့ကျွန်တော်အချိန်စောင့်နေတာတဲ့ကျွန်တော်နောင်တရဖို့အချိန်စောင့်နေတာဟာမင်းကဘလို့နောင်တရဖို့အချိန်စောင့်လဲမဟုတ်ဘူးတဲ့ကျွန်တော်အခုရတဲ့သမီးလေးကနည်းနည်းငယ်သေးတယ်တဲ့ကျွန်တော်အချိန်တန်ကြလို့ရှိရင်သမီးလေးနည်းနည်းကြီးလာလို့ရှိရင်ကျွန်တော်နောင်တရမယ်နောက်ကရင်မတယောက်ထပ်ယူပြီးတော့တည်တည်ချာချာလက်ထပ်ပြီးတော့ပေါင်းသိမ်းမယ်ဟောမင်းနောင်တကလည်းသူ့နောင်တတော့မှ तू ကအချိန်တတ်မှတ်လို့ရတယ်ဗောနော်ကျွန်တော်တို့သူ့ကိုစကားလေးတစ်ခုပြောလိုက်တယ်မင်းအခုယူတဲ့မိန်းမကိုပြောင်းလဲအောင်လုပ်ပြီးတော့မင်းကောင်းကောင်းမွန်မွန်ပေါင်းသိမ်းတာမကောင်းဘူးလားဆရာတဲ့ကျွန်တော်မပေါင်းနိုင်တဲ့ तू ကတော့ဘယ်လိုခေါ်မလဲလူမျိုးလည်းမတူဘူးဗောနော်ဒါနဲ့ပဲကျွန်တော်သူ့ကိုစကားတစ်ခုပဲပြောလိုက်တယ်မင်းသမီးကိုသူများအဲ့လိုလုပ်မယ်ဆိုရင်မင်းဘယ်လိုခံစားရမလဲဆရာအဲ့ဒါတော့မပြောနဲ့မပြောလို့ရှိရင်မင်းလောက်တာလဲပုံမကြတော့မင်းပြင်ဒီနေ့တခါလေကျွန်တော်တို့အသက်တာကိုပြန်မြင်ပြီးတော့အသက်တာမှာဆင်ခြင်အသက်ရှင်ဖို့ကျမ်းစာထဲမှာရှင်လုကာခရစ်ဝင်ခန်းကြီး18အငယ်10 14မှာကြည့်မယ်ဆိုရင်အဲ့ဒီမှာပါရိရှဲနဲ့အခွန်ခံဒါကျွန်တော်သိကြပါပါရိရှဲနဲ့အခွန်ခံသူတို့ကဆုတောင်းတယ်ဆုတောင်းတဲ့အခါမှာသူတို့ဆုတောင်းတဲ့ပုံကခြားနာတယ်ခြားနာတဲ့အတွက်ကြောင့်လေဘုရားသခင်ကဟလာနားထောင်တယ်နားမထောင်ဘူးဆိုတာကိုအဖြေကိုဖော်ပြပေးတယ်ပါရိရှဲကဆုတောင်းတယ်ပါရိရှဲဘယ်လိုဆုတောင်းလဲဆိုတော့သူတပါးတို့သည်အနိုင်အထက်လူယူခြင်းကိုဆုတောင်းတာကိုရိုးရိုးဆုမတောင်းဘူးသူတပါးပါသေးတယ်သူတပါးတို့သည်အနိုင်အထက်လူယူခြင်းမတရားကျင့်ခြင်းပြီးတဲ့အခါမှာသူ့မယားကိုပြစ်မှားခြင်းအပြစ်ရှိတဲ့ကဲ့သို့ကျွန်ုပ်မှာမရှိဘူးကိုဆုတောင်းရမယ့်အရာကိုဖခင်မှာဆုတောင်းမဲ့အစားသူတပါးကိုသွားပြီးတော့မြင်တာကိုတွေ့ရတယ်နောက်သူဘာဆက်ပြောတယ်လဲဆိုလို့ရှိရင်ကျွန်ုပ်ဒီတဲ့အခွန်ခံကဲ့သို့မဟုတ်တော့ကြောင့်ကျေးဇူးတော်ကြီးမားလာပါလေတက်လာတာက2ယောက်ထဲလေဆုတောင်းမှုတက်လာတာက2ယောက်ထဲပါရိရှဲနဲ့အခွန်ခံဆုတောင်းမဲ့နေရာမှာဟိုပြောချင်တာကတော့ဟိုကောင်းလို့ကျွန်တော်မဟုတ်တဲ့အတွက်ကြောင့်ကျေးဇူးတော်ချီးမွမ်းနေအခွန်ခံကဲ့သို့မဟုတ်တဲ့အတွက်ကြောင့်ကျေးဇူးတော်ချီးမွမ်းနေပြီးတဲ့အခါမှာဆက်ပြီးတော့ဆုတောင်းနေကျွန်တော်ဟာ9ရက်မှ2ရက်အစာရှောင်နေ10ဖို့တစ်ဖို့ကိုလည်းကျွန်တော်ပြီးတယ်ဒါပါရိရှဲရဲ့ဆုတောင်းခြင်းပေါ့တခါလေကျွန်တော်တို့အသက်တာမှာလည်းဆုတောင်းခြင်းနေပေါ့နော်ပြန်လဲစဉ်းစားဖို့ကျွန်တော်တို့တခါလေသူတစ်ပါးကောင်းမွန်ဖို့အတွက်ဆုတောင်းပေးတယ်သူတစ်ပါးပြောင်းလဲဖို့အတွက်ဆုတောင်းပေးတယ်တခါလေကျွန်တော်တို့ဆုတောင်းခြင်းတွေကပါရိရှဲကဲ့သို့ဆုတောင်းခြင်းပဲဖြစ်ဖို့အရေးကြီးတယ်သူတစ်ပါးရဲ့အပြစ်ကိုမြင်တယ်သူတစ်ပါးဟလာသူတစ်ပါးကိုအပြစ်တွေကိုခလုတ်တဲ့အတွက်ဖျားကိုတိုင်တယ်လို့ဖြစ်ဆုတောင်းတာမဟုတ်ဘူးဖျားကိုတိုင်ပြောတာဖျားကိုစီရင်ဖို့ပြောနေတာဒီမှာအခွန်ခံဆုတောင်းတာပြန်ကြည့်တဲ့အခါမှာအခွန်ခံဘယ်လိုဆုတောင်းလဲပါရိရှဲကတော့ခါရဲကောင်းကင်ကိုမော့ပြီးတော့လူများရဲ့အပြစ်ကိုမြင်ပြီးတော့ဆုတောင်းတယ်အခွန်ခံကတော့အပေါ်တော့မှမော်မကြည့်ရဘူးတဲ့ခေါင်းငုပ်ပြီးတော့ဆုတောင်းတဲ့အခါမှာအပြစ်များသောကျွန်ုပ်ကိုတနာခြင်းကရုဏာစိတ်ရှိတော်မူပါဒါပဲတောင်းတယ်သူ့အပြစ်သူပြန်မြင်တယ်ဖျားရှင်ကိုမော်တော့မှမကြည့်ဘူးအခွန်ကသူ့သက်တာကိုသူပြန်မြင်ပြီးတော့အသက်ရှင်တဲ့အခါမှာဘယ်သူဆုတောင်းတဲ့ကိုဘုရားသခင်နားညောင်းတယ်လေအခွန်ကရဲ့ဆုတောင်းတဲ့ကိုဘုရားရှင်နားညောင်းတယ်ပါရိရှဲဆုတောင်းခြင်းကိုဘုရားရှင်လက်မခံဘူးဒီနေ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့အဖြစ်အပျက်လေးသမကျမ်းစာထဲမှာရှိပါတယ်ယောဟန်ခန်းကြီး8အငယ်1ကနေ17မှာကြည့်မယ်ဆိုရင်ယေရှုသည်တန်လွင်တောင်ပေါ်သို့တက်သွားတယ်ဗိမာန်တော်စီကိုသွားတယ်
ထိုင်ပြီးတော့တပြည့်တော်တွေကိုဩဝါဒပေးတယ်အဲ့ဒီအခါမှာပါရိရှဲနဲ့ကျမ်းတတ်တို့တမန်ကျမ်းစာထဲမှာဘယ်လိုဖော်ပြတယ်လဲဆိုရင်မာယွင်းနေတဲ့အမျိုးသမီးကိုဖမ်းပြီးတော့သခင်ခရစ်တော်စီကိုယူလာတယ်ခေါ်လာတယ်သခင်ခရစ်တော်ရှိတဲ့ဗိမာန်တော်ကိုခေါ်ဆောင်လာတယ်ပြီးတဲ့အခါမှာအမျိုးသမီးအလယ်မှာထားတယ်ခရစ်တော်ကိုပြောတယ်ဒီအမျိုးသမီးဟာမာယွင်းနေတာကိုကျွန်တော်တို့တွေ့တယ်မာယွင်းခြင်းအမှုကိုပြုနေတယ်မောရှေပညတ်ကတော့မာယွင်းတဲ့အမျိုးသမီးဆိုလို့ရှိရင်ကြောက်ခဲနဲ့ပြစ်တတ်ရမယ်ကိုတော်ကဘယ်လိုမိတ်တော်မူမလဲသခင်ယေရှုခရစ်တော်ကိုလာပြီးတော့အကြက်ကင်တဲ့သဘောပေါ့အပြစ်ရှာတဲ့သဘောပေါ့ဒီဟာကိုတွေ့ရဒီအခါမှာသခင်ယေရှုခရစ်တော်ဘယ်လိုပြောမလဲဟာဟုတ်တယ်ပညတ်တော်ကနေပြီးတော့ဒီလိုပြောထားတာပေါက်ရမှာပေါ့ဆိုရင်ဒီအမျိုးသမီးကသေမှာပဲပေါက်သက်မှာသေမှာပဲခဲတွေကင်ထားတယ်ကြောက်ခဲတွေကင်ထားကြတယ်တကယ်လို့မပေါက်သက်နဲ့ဆိုလို့ရှိရင်ဟာကိုတော်ကမောရှေပညတ်ကိုလိုက်မနာဘူးဆိုပြီးတော့အပြောခံရမယ်ဘေးကျနံကြဖြစ်နေတဲ့အချိန်ပေါ့သခင်ယေရှုခရစ်တော်ကခေါင်းကိုငုပ်ပြီးတော့မြေပေါ်မှာလက်ညှိုးနဲ့စာရင်းနေတယ်ဘာရေးလဲတော့မပြောတတ်တဲ့အချိန်ဆွဲနေတာမပြောတတ်ပါရိရှဲနဲ့ကျမ်းတတ်တွေကခဏခဏပြောတယ်ဘယ်လိုလုပ်ရမလဲပြောစမ်းမှာဘယ်လိုလုပ်ရမလဲခဏခဏမေးနေတဲ့အခါမှာသခင်ယေရှုခရစ်တော်ကဘာပြောလဲဆိုရင်သင်တို့အထဲမှာအပြစ်ကင်းတဲ့သူတယောက်ကကြောက်ခဲနဲ့ပေါက်ပါပြီးတဲ့အခါမှာသခင်ယေရှုခရစ်တော်ခေါင်းငုပ်ပြီးတော့မြေပေါ်မှာပြန်ပြီးတော့စာရေးနေပြန်တယ်ခေါင်းကိုပြန်ပြီးတော့မော့ကြည့်တဲ့အခါမှာနှစ်ယောက်ပဲကျန်တော့တယ်သခင်ယေရှုခရစ်တော်နဲ့ခုနမတ်တက်ရက်နေတဲ့မိန်းမနှစ်ယောက်ပဲကျန်ခဲ့ခရစ်တော်ကမေးတယ်တင့်ကိုစီရင်တဲ့သူတွေဘယ်ရောက်ကုန်ပြီလဲစီရင်မဲ့သူတွေဘယ်ရောက်ကုန်ပြီလဲတင့်ကိုမစီရင်ဘူးလားပြောတဲ့အခါမှာမိန်းမကဘာပြောလဲဆိုရင်ဘယ်သူမှမစီရင်ပါဘူးသခင်ဒါနဲ့ပဲသခင်ယေရှုခရစ်တော်ကတင့်ကိုလည်းငါမစီရင်ဘူးတဲ့နောက်တစ်ဖန်ဒုစရိုက်ကိုမပြုပါနဲ့အမျိုးသမီးကိုပြန်ပြီးတော့လွတ်လိုက်တယ်သခင်ယေရှုခရစ်တော်ပြောတဲ့စကားကသင်တို့မှာအပြစ်ကင်းတဲ့သူတယောက်ကဒီအမျိုးသမီးကိုခဲနဲ့စပြီးတော့ပေါက်ပါတကယ်တမ်းကျတော့ကျွန်တော်တို့ကိုပြန်ကြည့်လို့ရှိရင်အပြစ်ကင်းတဲ့သူတယောက်မှမရှိပါဘူးသခင်ယေရှုခရစ်တော်ကဒီကျမ်းတက်နဲ့ပါရိရှဲတွေကိုပြောလိုက်တဲ့ပါရိရှဲကျမ်းတက်တွေကသူတို့ပြန်မြင်သွားတယ်တမန်ကျမ်းစာရဲ့ background နဲ့ကြည့်မယ်ဆိုရင်သူတို့ကိုပြန်မြင်တဲ့အကြောင်းကအချက်တွေရှိတယ်၃ချက်လောက်ရှိတယ်နံပါတ်1ကဘာလဲဆိုလို့ရှိရင်ကျမ်းစာဥပ္ပါလို့ရှိရင်ကျမ်းစာဖတ်ကြည့်ရဝိပုယကျမ်းအခန်းကြီး20အငယ်10မှာဝိပုယကျမ်းအခန်းကြီး20အငယ်10မှာအဲ့ဒီမှာဖတ်မယ်ဆိုရင်အတူဖတ်ကြည့်အောင်သူ့မယားကိုပြစ်မှားသောသူသည်မာယွင်းသောမိန်းမနှင့်တကွအသေးသက်ခြင်းကိုအမှန်ခံရမည်သူ့မယားကိုပြစ်မှားတဲ့သူသည်မာယွင်းသောမိန်းမနှင့်တကွအသေးသက်ခြင်းကိုအမှန်ခံရမယ်ယောက်ျားပါအသေးသက်ခံရပါတရားဟောကျမ်းခန်းကြီး22ကိုကြည့်အောင်တရားဟောကျမ်းအခန်းကြီး22အငယ်22
ရေးထားတဲ့ချက်ဖတ်ကြအောင်လင်ရှိသောမိန်းမနှင့်အခြားသောယောက်ျားသင့်နေသည်ကိုတွေ့မိလင်ထိုယောက်ျားနှင့်မိန်းမနှစ်ယောက်တို့သည်အသေးသက်ခြင်းကိုခံရမည်ရပြီခုနောက်တော့ကတော့ပါရိရှဲတွေကျမ်းတက်တွေကမောရှိပညာကတလို့ရှိတယ်သခင်ဘလို့စီရင်မလဲဘလို့လုပ်မလဲသူကပညာကိုကင်ထားရနော်ပညာကိုကင်တဲ့သူတွေကအခုအမျိုးသမီးတော့ခေါ်လာပြီးတော့အမျိုးသားကြတော့ပျောက်နေတယ်ကျမ်းစာထဲမှာကမာယွင်းချင်းပြုတ်နေစဉ်မှာဒီကောင်တွေတက်လိုက်ချောင်းပြီးတော့ဖမ်းလာမသိဖမ်းရင်နှစ်ယောက်စလုံးဖမ်းလာပေါ့ဘယ်နဲ့မိန်းကလေးတယောက်တည်းခေါ်လာပြီးတော့ဒီအမျိုးသမီးကိုခဲနဲ့ပေါက်တတ်မယ်အမျိုးသားဘာကြောင့်မပါလာတယ်လဲမာယွင်းစဉ်မှာဆိုတော့ဖြစ်နေတဲ့အချိန်မှာဖမ်းမိနေပြီးဘာကြောင့်ယောက်ျားလေးကိုလွတ်ပေးလိုက်ရလဲဒီလူကသူတို့ကိုငွေကြေးထိုးထားလို့လားငွေကြေးချမ်းသာတဲ့အတိုင်းဝိုင်းရမို့လားဒီလူကယာရုရှိတဲ့ဟလာယာရုရှိတဲ့မိခင်ဖခင်ရဲ့သားသမီးမို့လားမဟုတ်လို့ရှင်လည်းသူကအာနာရှိတဲ့သူရဲ့သားသမီးမို့လားအဲ့ဒါကိုပြန်ပြီးတော့စဉ်းစားကျမ်းထနဲ့ပါရိရှဲတွေပညာတော်ကိုကင်ပြီးတော့ပညာအတိုင်းလိုက်မလျှောက်ဘူးမိန်းကလေးကိုတော့ခေါ်လာတယ်မိန်းမကိုခေါ်လာပြီးတော့မာယွင်းနေတဲ့ယောက်ျားကိုတော့မခေါ်လာဘဲနဲ့လှုပ်ဆောင်နေခြင်းဟာသူတို့မှာအပြစ်ရှိတယ်သခင်ယေရှုခရစ်တော်ပြန်ပြီးတော့ပြန်မြင်စေခြင်းနဲ့ပထမတစ်ချက်ဒုတိယတစ်ချက်ကတော့ဘာလဲဆိုလို့ရှိရင်ဂျူးလူမျိုးတို့ရဲ့ပညာချက်ပညာတော်ဥပုံနေ့မှာဥပုံနေ့ရောက်လို့ရှိရင်အလုံးမလုံးရသူတို့ကမုံငင်းဈေးလောက်ရှိတယ်မုံငင်းဈေးဆိုတာသေးသေးလေးပေါ့အဲ့လောက်သေးသေးလေးအရာကိုသူတို့90ဒီဂရီကုန်းပြီးတော့ကောက်တဲ့အခါမှာမုံငင်းဈေးတဲ့ပိုလေးတဲ့ပစ္စည်းကိုဘယ်ပစ္စည်းမှမလို့ရှိရင်အလုတ်လုတ်တယ်လို့သူတို့ယူဆတယ်အခုတော့ကျန်တဲ့တွေပါရိရှဲတွေကဘာတွေကင်ထားလဲကြောက်ခဲတွေကြောက်ခဲကိုဒီလိုယူလို့ရမလားကုန်းကင်ရတယ်ကြောက်ခဲတွေကင်ထားတာကင်တဲ့ကြောက်ခဲလေသေးသေးလေးဖြစ်မလားပေါက်တတ်မှာလေအကြီးကြီးပေါ့မုံကြီးစစ်တဲ့အဆမတန်လေးတဲ့ကြောက်ခဲတွေကိုကင်ထားတယ်ပေါက်တတ်မယ်ပြည့်ညတ်တော်ကင်ဆွဲထားတဲ့ကျမ်းတက်တွေပါရိရှဲတွေကဒီအရာကိုလည်းသူတို့သတိမထားဘူးသူတို့လည်းအပြစ်လုပ်နေတယ်ဆိုတာကိုသူတို့ပြန်မမြင်ဘူးသူများကိုသာဟလာပေါက်တတ်မယ်ဆိုတဲ့ကြောက်ခဲကိုသာကောက်ကင်နေသူပြည့်ညတ်တော်ကိုချိုးဖောက်နေတယ်ဆိုတာသူတို့မသိကြဒါကြောင့်သခင်ယေရှုခရစ်တော်ကသူတို့ကိုပြန်ပြီးတော့စဉ်းစားခြင်းမင်းတို့ထဲမှာအပြစ်ကင်းတဲ့သူကိုပြန်စဉ်းစားအပြစ်ကင်းတဲ့သူရှိလို့ရှိရင်ဒီမိန်းမကိုကြောက်ခဲနဲ့အရင်စပေါက်တတိယတစ်ချက်ကတော့ဘာလဲဆိုလို့ရှိရင်ဥပုံနေ့မှာခြေလမ်း69လမ်းထက်ပိုလမ်းချင်းသည်အလုတ်လုတ်ချင်းနဲ့တူတယ်ဒါကြောင့်မို့ကြောက်ခဲနဲ့အသေးသက်မဲ့ကျမ်းတက်တွေပါရိရှဲတွေကမာယွန်းတဲ့နေရာကနေပြီးတော့ဟိုးသခင်ရှုခရစ်တော်တောင်ပေါ်ကိုခေါ်ဆောင်သွားတဲ့အခါမှာ69လမ်းထက်မကခြေလမ်းများကိုလမ်းခဲ့ပြီသူတို့လည်းအလုတ်လုတ်တယ်ဥပုံနေ့မှာအလုတ်လုတ်တဲ့သူကိုကြောက်ခဲနဲ့အသေးသက်ချင်းခံရမယ်သူတို့လည်းအသက်ခံရမှာပဲသူတို့လည်းပညာတော်ကိုချိုးဖောက်တာဒါကြောင့်မို့ဒီနေ့တခါတလေလူတွေကသူများကိုသာစီရင်ခြင်းနဲ့သူများကိုသာအပြစ်မြင်ခြင်းနဲ့ကိုယ့်ရဲ့အပြစ်ကိုတော့ပြန်ပြီးတော့မမြင်ကြဟာဟိုလူကတော့ဘာဖြစ်တယ်ဟိုလူကတော့ဘာဖြစ်တယ်ဟိုလူကတော့ဘာဖြစ်တယ်ဟလာအတင်းအဖျင်းတွေပြောပြီးတော့သူများမကောင်းကြောင်းသာပြောနေကြတယ်ကိုတော့ပြန်ဆန်းစစ်ဖို့မေ့နေကြတယ်အဲ့ဒါကိုပြန်သတိထားပြီးတော့အသက်ရှင်ဖို့ဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာသူတို့ဘာကိုစစ်ကြောခြင်းနဲ့ကိုပြန်စစ်ဆေးပြီးတော့မိမိအသက်တာဟာဖခင်အလိုတော်နဲ့အညီအသက်ရှင်ရှောက်လန်းဖို့ရှင်မသက်ခရစ်ဝင်ခန်းကြီး9အဲ့ကျမ်းပိုက်လေးကိုကျွန်တော်တို့အတူဖတ်ရအောင်
ရှင်မသက်ခရစ်ဝင်ခန်းကြီး9အငယ်3မှ9အထိကိုကျွန်တော်တို့အတူတူဖတ်ရအောင်ကိုမျက်စိ၌ရှိသောတခြင်းကိုမအောင်မေ့ပဲညီကိုတို့၌ရှိအဘယ်ကြောင့်ကြည့်ရှုသည်နည်းကိုမျက်စိ၌တခြင်းရှိလျက်ပင်ညီကိုအားသင်ဤမျက်စိ၌ရှိသောညောင်ငယ်ကိုထုတ်ပြရစေဟုအဘယ်သို့ဆိုသည်နည်းလျှို့ဝဲသောသူကိုမျက်စိ၌ရှိသောတခြင်းကိုရှေ့ဥစွာထုတ်ပြလော့နောက်မှညီကိုရှိသောကြောင်ငယ်ကိုရှင်းလင်းစွာမြင်ရလိမ့်မယ်ဒီနေ့ကိုယ့်ရဲ့အသက်တာကိုပြန်လည်မြင်ပြီးတော့ဖခင်သခင်အလိုတော်နဲ့ညီတဲ့အသက်တာဖြင့်ဆက်လက်အသက်ရှင်ရှောင်လွှမ်းနိုင်ကြပါစေလို့နှုတ်ကပတ်တော်အဖြစ်ဝင်ကြပါတယ်ဖခင်ရှင်ကောင်းကြီးပြပါစေလို့